မြေဆုံစီမံကိန်းကိုကင်ခွာကြောင်းကချင်ပြည်နယ်နေတွင်ဒေသခံများမှစန္ဒတောက်ပေါ်ခဲ့တဲ့တည်င်းကိုဆက်လက်တင်ဆက်ပါမယ်မြင်းကျနာမျိုးနယ်ဣရာဝတီတကြောဒေသခံများကဒီနေ့ကြာရောက်သည့်90ရှိချိန်မြောက်ကချင်ပြည်နယ်နေတွင်မြေဆုံစီမံကိန်းကိုကင်ခွာကြောင်းစန္ဒဖော်ထုတ်ခဲ့ကြပါတယ်မြေဆုံစီမံကိန်းအလိုမရှိပြည်သူအတန်ကိုနားထောင်ပါမြေဆုံစီမံကိန်းကိုရက်ပါဣရာဝတီကိုဒို့ရှိတဲ့စာသည့်စာတမ်းများကိုကင်ဆောင်ပြီးလူပေါင်း60ကျော်စန္ဒထောင်းနေကြကြောင်းတည်င်းရရှိထားပါတယ်မြိတ်ဆုံစီမံကိန်းကိုပြင်ဆမဲ့အကြောင်းကိုဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကဒီဇင်ဘာ16ရက်နေ့မြင်းကျနာခရီးစဉ်အတွင်းထောက်ပြောခဲ့ပါတယ်သူအပြည့်တွင်ဖားခဲမော်လက်တပိုင်နဲ့လုံးကင်းတပိုင်အင်အားစုတို့ကလေဒီဇင်ဘာလထဲတွင်လဲလေစန္ဒပြခဲ့ကြပြီးစီမံကိန်းစမဲ့အစီအစဉ်ကိုခဲခွဲကြောင်းထက်မှန်ပေါ်ထုတ်ခဲ့ကြပါတယ်ဒါအပြင်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလွန်ခဲ့သည့်လတွင်ခွင့်ပြုထားသည့်လောင်းငယ်များကိုအထောက်ထမခိုင်လုံပဲခင်းကွက်သူများအားတေဇက်ဥပဒေအရာအရေးယူမည်ဟုအမိန့်တောက်ပြန်ထားကြောင်းသိရပါတယ်